ဝင်ကြည့်လိုက်မယ် fabric ကအရင်ကြောက်နေတစ်ချက်ကြည့်အောင်ဟုတ်အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ miniature circuit breaker တွေကို electrical consumer unit တွေမှာတက်ဆင်အသုံးပြုတဲ့အခါမှာပုံမှန်အားဖြင့် main breaker တွေက sub breaker တွေတဲ့ ampere ပိုကြီးပြီးတော့တက်ဆင်ကြသလို main DV panel တွေမှာတက်ဆင်အသုံးပြုတဲ့ breaker ampere တွေက set DV panel မှာအသုံးပြုတဲ့ breaker ampere တွေတဲ့ပိုပြီးများကြပါတယ်ဒီလိုမျိုးတက်ဆင်ထားကြပေမဲ့အကယ်၍ fault တစ်ခုခုဖြစ်လာတဲ့အခါမှာ main breaker ကအရင် trip ဖြစ်ပြီးတော့ sub breaker တွေကိုကြော်ပြီး trip ဖြစ်သွားတာတွေဒါမှမဟုတ်ရင် main DV panel က trip ဖြစ်ပြီးတော့ set DV panel မှာ trip မဖြစ်ပဲကြော်ပြီးတော့ trip ဖြစ်သွားတာမျိုးတွေကြုံမှုကြတာအဲ့လိုမျိုးကြုံမှုကြရဲဆိုရင်တော့ပုံမှန်အားဖြင့်ကျွန်တော်တို့ဒီ circuit breaker တွေမှာပါတဲ့ cap rating လေးကြောင့်ဖြစ်ဖို့များပါတယ်ဒီလိုမျိုး cap rating လေးတွေကဘာလို့အရေးကြီးလဲဆိုတာကိုကျွန်တော်လက်တွေ့လေးတစ်ခုလုပ်ပြပါမယ်ကျွန်တော်အခု circuit breaker နှလုံးကို testing လုပ်ဖို့အတွက် series ချိန်ထားတယ် Legrand brand B10 ရဲ့ကျွန်တော် LS brand C6 ရဲ့ ampere rating လည်းမတူသလို curve ကလည်းမတူဘူးကျွန်တော်စမ်းမဲ့ injector ကတော့ Phoenix ရဲ့ AC2 injector နဲ့ကျွန်တော်စမ်းမယ်အရင်ဆုံး16 ampere လောက်ကျွန်တော် setting ထားရတယ်ဝင်ကြည့်လိုက်မယ် fabric ကအရင်ကြောက်နေတစ်ချက်ကြည့်အောင်16.8 ampere စီးနေပါတယ်အခုက overload မှာ6 ampere breaker ကအရင်ကျတော့ပါတယ် okay short circuit ဆန်းကြည့်အောင်ကျွန်တော်အခု30 ampere setting လုပ်ထားတယ် inject ထုတ်ကြည့်လိုက်မယ် fabric ကအရင်ကျမလဲတစ်ချက်ကြည့်လိုက်မယ်LS breaker 6 ampere breaker ကအရင်ကျတော့ပါတယ်ကျွန်တော် 29.4 ampere inject လုပ်ထားပါတယ် okay ကျွန်တော်45 ampere အခုကျွန်တော် setting လုပ်ထားတယ် inject ထုတ်ကြည့်လိုက်မယ် fabric ကအရင်ကျမလဲတစ်ချက်ကြည့်လိုက်မယ်Legrand B10 ကအရင်ကျတော့ပါတယ်ကျွန်တော်တို့ circuit breaker testing လေးတွေလည်းစမ်းကြည့်ပြီးသွားပြီဆိုတော့ကျွန်တော်စစ်ခဲ့တဲ့ test result တွေအရ C6 circuit breaker က overload protection ဖြစ်တဲ့အခါမှာ B10 circuit breaker လည်းအရင် trip ဖြစ်ပြီးတော့ B10 circuit breaker လေးကတော့ short circuit ဖြစ်တဲ့ချိန်မှာဒီကောင်ကအရင် trip ဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ B-cap ကကျွန်တော်တို့ C-cap တဲ့ short circuit ampere က short circuit protection ampere ကပို့ပြီးတော့နည်းပါတယ်။အဲ့ဒီအတွက် B-cap ဖြစ်တဲ့ B10 circuit breaker လေးက short circuit ဖြစ်တဲ့အချိန်မှာသူကအရင် trip ဖြစ်တာဖြစ်ပါတယ်။